အောင်မြင်ဖို့ရဲ့တကယ့်တိုးချက်တွေကပါများဖြစ်မဲ့လေဒီတစ်ခေါက်မှာတော့ခစ်တစ်စိတ်ပညာရဲ့တွေ့ရှိချက်တွေနဲ့ရှေးကြတဲ့အတီးပညာတွေကိုပေါင်းဆက်ပြီးတော့ဘဝတစ်လျှော့လုံးအတုံးတဲ့မဲ့အောင်မြင်ရေးလမ်းပြမြေပုံတစ်ခုကိုအတူတူဖော်ထုတ်ကြည့်ကြပါစို့လူတိုင်းကတော့အောင်မြင်ချင်ကြတာပါပဲဒါပေမဲ့တကယ်တမ်းအောင်မြင်ဖို့ဘာကိုအလိုအဆုံးလဲမွေးရပါပါရမီလားဒါမှမဟုတ်ထူးချွန်တဲ့ဉာဏ်ရည်အားချူလားဟုတ်ပါမလားတကယ်တော့အဖြေအားလူများစုထင်ထားတာထက်ပိုပြီးနည်းနည်းတဲ့အရာတစ်ခုဖြစ်နေနိုင်ပါတယ်စိတ်ပညာရှင်အန်ဂျလာဒရက်ကွက်ရဲ့သူတည်တနာရီရာဆိုရင်အောင်မြင်မှုဆိုတာညံကောင်းတာတစ်ခုတည်းအပေါ်မှာပဲမူတည်နေတာမဟုတ်ပါဘူးတကယ်တော့ဒါဟာဘယ်သူမှဆိုသင်ယူလေ့ကျင့်လို့ရတဲ့အဓိကကျွမ်းကျင်မှုတစ်စုံပေါ်မှာအခြေခံထားတာပါဆိုတော့ဒါကဘာကိုပြောနေတာလဲအောင်မြင်မှုဆိုတာလူကိုင်းအတွက်ဖြစ်နိုင်တယ်ဆိုတဲ့သတင်ကောင်းပါပဲကဲအောင်မြင်ရေးလိုင်းပြမြေပုံရဲ့ပထမဆုံးပိုင်းကိုကြည့်လိုက်ရအောင်အခိုင်အမာဆုံးသိရမယ့်အခြေခံအုတ်မြစ်အဲ့ဒါကတော့ကိုယုံကြည်မှုတိဆောက်ခြင်းပါပဲဒီကနေ့ပဲအရာလုံးကအစတင်တာပါပထမဆုံးအနေနဲ့ကိုအားကိုတတ်ဖို့လိုပါတယ်ဒါကဘာကိုဆိုလိုလဲဆိုတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုယ့်ရဲ့အရေးချင်းတွေကိုယုံကြည်ပြီးတော့အခက်ခဲတဲ့ကြားထဲမှာတော့ကိုချေဟုတ်ဖို့ကိုရပ်တည်နိုင်တဲ့စွမ်းရည်မျိုးကိုပြောတာပါအဲ့ဒီပုံမှာတဆင့်တက်လိုက်နေတော့ Albert Bandura ရဲ့ theory ဖြစ်တဲ့ self efficacy ဆိုတာရှိလာပါတယ်။ဒါရေပွေးယုံကြည်မှုထက်ပိုတိကျတယ်။ဥပမာငါကတော့ဒီဘန်းတိုင်ကိုရောက်အောင်လုပ်နိုင်တယ်ကွာဆိုတဲ့တိကျတဲ့လုပ်ငန်းတစ်ခုအပေါ်မှာထားတဲ့ယုံကြည်ချက်မျိုးပေါ့။ဒီစိတ်ပိုင်းဆက်ညာပြောင်းလဲမှုကတကယ်ကိုအန်ကိုဖို့ကောင်းပါတယ်။ကိုရေချင်းကိုယုံကြည်မှုမြင်မာနေတဲ့အခါအခက်ခဲတွေကိုရန်သူလို့မမြင်တော့ဘူး။ကြော်လာရမယ့်စင်ခုံမှုတွေအချက်ပဲရှုမြင်လာတတ်တယ်။ဒီအမြင်ပြောင်းလဲမှုကအောင်မြင်ဖို့အတွက်အင်မတန်အရေးကြီးပါတယ်။ဟုတ်ပြီ။ဒါဆိုဒီယုံကြည်မှုကိုဘလို့တိဆောက်ကြမလဲလက်တွေ့ကြတဲ့နီလန်း၄ခုရှိပါတယ်ပထမတစ်ခုကတော့ကိုယ်တိုင်လောက်ပြီးအောင်မြင်မှုတေးသေးလေးတွေနေစယူတာဒုတိယကကိုနဲ့ချင်းနေသူလေးသူတွေအောင်မြင်သွားတာကိုကြည့်ပြီးအားကြအတူယူတာတတိယတစ်ခုကတော့ပဝဲကျင်ကအားပေးစကားတွေကြားရတာနဲ့နောက်ဆုံးတစ်ခုကကိုယ့်ရဲ့စိတ်လှုပ်ရှားမှုလိုမျိုးခံစားချက်တွေကိုအကောင်းမြင်ဘက်ကနေအတိပဲဖွင့်တတ်တာပါပဲယုံကြည်မှုဆိုတဲ့အခြေခံအုတ်မြစ်ခိုင်းပြီးဆိုရင်တော့အောင်မြင်မှုတကယ်ဒီဆောင်ပေးမဲ့စက်ခုနိုးဖို့ချင်တတ်ပါပြီ။ဒါတော့ယုံကြည်မှုကိုလက်တွေ့လှုပ်ဆောင်မှုဖြစ်ပြောင်းလဲပြလိုက်တာပါပဲ။ယုံကြည်ချက်တစ်ခုတည်းနဲ့တော့မလုံလောက်သေးဘူးလေ။အဲ့ဒီယုံကြည်ချက်ကိုအရှိန်ဟုန်ဖြစ်ပြောင်းလဲပေးမဲ့ engine တစ်လုံးလိုပါတယ်။အဲ့ဒီ engine ရဲ့အဓိကဆေးပိုင်းတစ်ခုကတော့ကိုယ်တိုင်စတင်လှုပ်ဆောင်လို့စိနဲ့ကိုယ်ပိုင်စီကိုင်းရှိခြင်းတို့ပဲဖြစ်ပါတယ်။ကိုယ်တိုင်စတင်လှုပ်ဆောင်မှုဆိုတာကအခွင့်အရေးကိုထိုင်ဆောင်မနေပဲကိုယ်တိုင်ထားဖန်တီးတဲ့စိတ်ထားမျိုးပါပြဿနာကိုမြင်ရင်ဖြေရှင်းဖို့ကြိုးစားတဲ့အကြံတစ်တွေထုတ်တဲ့အလုပ်တစ်ခုကိုကဲဆက်လိုက်ကြဆိုပြီးဆက်လုပ်ဖို့ဘယ်တော့မှတွန့်ဆုမနေပါဘူးဒီစိတ်ထားရဲ့အစွမ်းကဘယ်လောက်ထိရှိလဲကြည့်ပါအာဖရိကနိုင်ငံတိုးကိုမှလုပ်ခဲ့တဲ့လိလာမှုတို့ကိုမှကိုယ်တိုင်စတင်လှုပ်ဆောင်တတ်တောင်လေ့ကျင့်ပေးလိုက်ရုံတဲ့အသေးစားစီးပွားရေးလုပ်ငန်းတွေရဲ့မျက်နှာဟာ30%အထိတိတိတတ်တာကိုတိုးတက်လာခဲ့ပါတယ်ဒါတော်ရုံတန်ရုံတော့မဟုတ်ဘူးနော်ကိုယ်တိုင်စတင်လို့ဆောင်မှုကကားကိုဆက်နှိုးတာနဲ့တူတယ်ဆိုရင်ကိုယ်ပိုင်စီကံကတော့အဲ့ဒီကားကိုပန်းတိုင်ရောက်တဲ့အထိမောင်းနှင်သွားစီမဲ့လောင်စားစီနဲ့တူတယ်။နေ့စဉ်စ조사အားထုတ်မှုကိုမဖြတ်မကွက်ထိမ့်ပေးတဲ့ဆွမ်းအားပေါ့ဒီစီကံကိုဘယ်လိုမျိုးမျိုးလဲရှင်းလင်းတဲ့ပန်းတိုင်တွေချမှတ်တာနေ့စဉ်လှုပ်ရှားတွေကိုပုံမှန်လှုပ်ဖက်အောင်တိဆောက်တာအချင်းကိုစနစ်တကျစီမံခန့်ခွဲတာအာယုံနှောင့်စီတဲ့အီလာတွေကိုဖယ်ရှားတာဒါတွေအားလုံးဟာ Elon Musk နဲ့ Oprah Winfrey တို့လိုအောင်မြင်သူတွေအသုံးပြုတဲ့နည်းလမ်းတွေထဲမှာပါပါတယ်ကဲခုနပြောခဲ့တာတွေကရေတော်လှုပ်ဆောင်မှုတွေပေါ့အခုရေရှည်အောင်မြင်မှုစီကိုဆက်သွားကြည့်အောင်တကယ်အောင်မြင်မှုကြီးရဆိုတာခဏတာကြိုးစားမှုနဲ့မရနိုင်ပါဘူးဒါဟာမာရသွန်ပြေဝဲတစ်ခုလိုရေရှည်ဇွေးရှိဖို့အများကြီးလိုအပ်ပါတယ် Angela Duckworth ရဲ့ဒီစကားကအားလုံးကိုခြုံငုံမိပါတယ်သူက grit သူမဟုတ်ဇွဲစကလုံးကိုတုံးပြီးအောင်မြင်မှုဆိုတာခဏတာတောက်ပေါက်မှုမဟုတ်ပဲရေရှည်ခရီးရှည်တစ်ခုကိုဖြတ်တန်းခြင်းဖြစ်တယ်လို့အတိအပဲဖွင့်ဆိုခဲ့ပါတယ်ဇွဲဆိုတာရွေးဇွဲလုံလရှိတာထက်ပိုပါတယ်ဒါဟာကိုတကယ်တန်ဖိုးထားတဲ့ရေရှည်ပန်းတန်ကြီးကိုပေါ်မှာထားတဲ့စိတ်အားထက်သန်မှုနဲ့မစုံမနဲ့စူးစမ်းမှုတို့ပေါင်းဆက်ထားတာပါတပတ်တလစာစူးစမ်းတာမျိုးမဟုတ်ဘဲနည်းနည်းကြည့်ပြီးဆက်လုပ်နိုင်တဲ့စွမ်းအားမျိုးပါဇွဲရဲ့သဘောတရားကူတီပုံကခွက်ခွင်ဖော်ပြနေပါတယ်ဇွဲဆိုတာလူမြင်သူမြင်ကောင်းတဲ့အောင်မြင်မှုအခိုက်အတန့်နေတဲ့မဟုတ်ပါဘူးအမှန်တော့ဘယ်သူမှမမြင်တဲ့အခြေအနေမှာနေစီမပြတ်မကွက်ကြိုးစားအားထုတ်နေတဲ့လုံရက်တည်းရဲ့စုစည်းမှုတစ်ခုပါပဲဒါဆိုအရေးချင်းတဲ့ဇွဲဘယ်ဟာကပိုရေးချီတယ်လဲ Duckworth ရဲ့သူတရနာအရမွေးရပါအရေးချင်းရှိုံနဲ့အောင်မြင်မှုကိုအာမမခံနိုင်ပါဘူးတဲ့ဇွဲရှိချင်းကသာအောင်မြင်မှုအတွက်ပိုပြီးတိကျတဲ့ညွှန်ပြချက်ဖြစ်နေတတ်ပါတယ်အကောင်းဆုံးသတင်းကတော့ဇွဲကိုလေ့ကျင့်မွေးမြူလို့ရတယ်ဆိုတာပါပဲအဲ့ဒါကို grow mindset လို့ခေါ်တဲ့တွေးခေါ်ပုံနဲ့လှုပ်ဆောင်နိုင်ပါတယ် grow mindset ဆိုတာကိုယ့်ရဲ့အရေးချင်းတွေဟာ
စူးစမ်းရင်တိုးတက်ပြောင်းလဲနိုင်တယ်လို့ယုံကြည်တဲ့စိတ်ထားမျိုးကိုဆိုလိုတာပါအခုဆိုရင်ခေတ်သစ်စိတ်ပညာရဲ့အယူအဆတွေကိုလေ့လာပြီးသွားပါပြီဒီအသိပညာတွေကိုကျွန်တော်တို့ရဲ့ယဉ်ကျေးမှုထဲမှာနက်နက်ရှိုင်းရှိုင်းအမြင့်တွယ်နေတဲ့ရွှေဟောင်းပညာဉာဏ်အနေနဲ့ဘလို့ဆက်ဆက်ကြည့်နိုင်မလဲဆိုတာလေ့လာကြည့်ကြရအောင် တကယ်တော့စိတ်ဝင်စားစရာကောင်းတာကခုနပြောခဲ့တဲ့ဇွဲတို့ကိုပိုင်စီကန်းတို့ယုံကြည်မှုတို့ဆိုတဲ့အယူအဆတွေဟာအသစ်အဆန်းတွေလုံးဝမဟုတ်ပါဘူးဒါတွေဟာမြန်မာယဉ်ကျေးမှုအပါအဝင်ကဘာတော်မှာရှေးပြန်ရှိတွေကတည်းကတင် जा ပေးခဲ့တဲ့တန်ဖိုးရှိတဲ့အဆုံးအမတွေပါပဲဥပမာခေတ်သစ်စိတ်ပညာကရှုံးနေမှုတွေကိုကြံ့ကြံ့ခံနိုင်ဖို့ resilience ကိုသင်ပေးပါတယ်ဒါဟာမြန်မာစကားပုံဒုက္ခနဲ့ဒုက္ခအလဲအချဆိုတဲ့အဆိုနဲ့တထပ်တီးချနေပါတယ်ဘဝရဲ့အတ္တကြတွေကိုလက်ခံတတ်ဖို့သင်ကြားခဲ့ကြတာဖြစ်ပြီးဒါဟာဘဝရဲ့မမေ့တဲ့သဘောကိုနားလည်စေရဲ့နဲ့နေတဲ့အသိပညာတစ်ခုပါပဲ နောက်တစ်ခုက Carol Drake ရဲ့ growth mindset သဘောတရားပေါ့အရင်ချင်းဆိုတာစ조사ရင်တိုးတက်နိုင်တယ်ဆိုတဲ့အယူအဆဟာမြန်မာစကားပုံဘုံလုံးတီးနဲ့ငါးပက်တာတလက်စီပေါ်ဆိုတာနဲ့တွားပြီးတော့စင်တူနေပါတယ်အမြဲတမ်းအောက်မှာနေရမှာမဟုတ်တလို့အမြဲတမ်းလည်းအပေါ်မှာရှိမနေနိုင်ဘူးဆိုတဲ့သဘောတရားကစ조사မှုရဲ့တန်ဖိုးကိုအရင်ကန်းကန်းဖော်ပြနေတာပါနောက်ဆုံးအနေနဲ့ဒီလမ်းပြမေပုံတစ်ခုလုံးရဲ့အနှစ်သာရကိုစူးစီးလိုက်ရင်ဒီမြန်မာစကားပုံလေးလိုပါပဲဝိုင်းလဲဝါကုထုလဲရကိုတော့ရောပတ်ဝန်းကျင်အတွက်ပါအကျိုးရှိပြီးတန်ဖိုးရှိတဲ့လုပ်ရတဲ့ကိုစင်ဆက်မပြတ်လှုပ်ဆောင်သွားခြင်းဟာအောင်ငယ်မို့ရဲ့တကယ်အခြေခံဥမြစ်ပါပဲဒီတင်ပြချက်ရဲ့အဆုံးမှာတော့စဉ်းစားစရာမေးခွန်းတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်မြန်မာစကားပုံတစ်ခုမှာ၄နှစ်များအားနဲ့ဝမ်းလို့ဆိုထားပါတယ်ဆိုလိုတာကကိုယ့်ရဲ့စွမ်းဆောင်ရည်နဲ့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုတွေကိုက်ညီနေဖို့လိုတယ်ပေါ့ဒါကြောင့်ကိုယ့်ဘဝမှာရောဘယ်နေရာမှာပန်းတိုင်တွေကိုပြန်ပြီးချိန်ညီဖို့အချိန်ကြပြီလဲဆိုတာစဉ်းစားသုံးသပ်ကြည့်ဖို့အချိန်ကောင်းတစ်ခုပါပဲ